ဒီရက်ပိုင်းမှာအမေးအများဆုံးသော main ကုန်ပစ္စည်း၃မျိုးရဲ့ဈေးကွက်တွေကိုကျွန်တော်ဒီနေ့လေးသိပြန်လဲတင်ပြပေးသွားမှာဖြစ်တယ်ပထမဦးဆုံးကတော့ကျွန်တော်တို့မင်းသားကြီးကတော့ကျွန်တော်တို့တန်းဈေးကွက်ဖြစ်တယ်နံပါတ်2ကတော့မြေပဲတန်ဈေးကွက်ဖြစ်တယ်နံပါတ်3ကတော့အဖက်ဈေးနှုန်းဖြစ်ပါတယ်ဒီကုန်ပစ္စည်း၃မျိုးကလည်းချင်းမိတ်ဆွေတွေအတွက်အခုရက်ပိုင်းရေပန်းသားသုံးသောကုန်ပစ္စည်း၃မျိုးဖြစ်ပါတယ်ဗျဒီနေ့22ရက်17လ2025ရက်နေ့ဖြစ်ပါတယ်ဒီဗီဒီယိုကြည့်ရှုပေးနေတဲ့ကျွန်တော်ချင်းမိတ်ဆွေများအားလုံးပဲဒါလီတော့ပါဆိုတော့ကျွန်တော်ပထမဦးဆုံးနေနဲ့လုံးဝအမေးအများဆုံးနဲ့စိတ်ဝင်စားဆုံးကုန်ပစ္စည်းကတော့နှမ်းဈေးကွက်ဖြစ်တယ်ဗျနှမ်းထဲမှာစမုံနှမ်းနဲ့ပေါ့နော်စမုံနှမ်းနဲ့ဆိုလို့ရှိရင်မနေ့ကကျွန်တော်ဈေးထဲပြမယ်လို့ပြောထားတယ်မှန်တယ်ဒီနေ့ထက်ကြတယ်ဒီ45ပိတ်တာ3သိန်းဝင်ဈေးကိုစမုံနှမ်းနဲ့ဒီ9သိန်း1000လောက်ကနေပြီးတော့မှ9သိန်း4000 9သိန်း4000ခွဲပတ်ချလဲလောက်ပဲဒီနေ့အယောင်းဝယ်လိုက်ချင်ပါတယ်ဒါဒီနေ့သဘောတရားအနေထားရမလေးရတဲ့စားလို့ရှိရင်9000ပတ်ချလဲ9000 1000ပတ်ချလဲလောက်ဒီဈေးတန်းပြန်ကျနေတာကိုကျွန်တော်တွေ့ရှိရတယ်ဒါစမုံနဲ့ဈေးကွက်ဖြစ်တယ်ပြီးတော့ကျွန်တော်ကိုမေးတဲ့ထက်မှာဂျပန်နန်းဖြူဈေးကွက်ဆိုရင်လည်းပဲ3သိန်းဝင်ဈေးကို2သိန်း9000ခွဲနဲ့2သိန်း8000ပေါ်လောက်ပဲအယောင်းဝယ်လိုက်ချင်တာကိုကျွန်တော်တွေ့ရှိရတယ်ပြီးတော့ကျွန်တော်တို့ဗမာနန်းဖြူဆိုလို့ရှိရင်ဈေးတန်းတော်တော်လေးအေးတဲ့ထက်မှာပါတယ်2သိန်း4000နဲ့2သိန်း5000ကြားလောက်ပဲအယောင်းဝယ်ဖြစ်တယ်နှမ်းညိုတွေပါတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့2သိန်း6000ခွဲကနေတော့မှ2သိန်း8000ပတ်ချလဲလောက်ပဲအယောင်းဝယ်လိုက်ချင်တာကိုကျွန်တော်တွေ့ရှိရပါတယ်ခင်ဗျာဒါကကျွန်တော်တို့ရဲ့နှမ်းဈေးကွက်အနေထားကြီးကိုကျွန်တော်စတင်ပြီးတော့တင်ပြပေးခြင်းဖြစ်ပါတယ်နောက်တဲ့ကုန်ပစ္စည်းကတော့မြေပဲတန်ဈေးကွက်ဖြစ်ပါတယ်ဗျမြေပဲတန်ဈေးကွက်ကလည်းအခုရက်ပိုင်းမှာလူကြိုက်အများဆုံးဟေးဖြစ်ဆုံးအမေးအများဆုံးသောကုန်ပစ္စည်းဖြစ်တယ်ဗျဆိုတော့ကျွန်တော်တို့ S1 ပေါ့နော်အဖြူလုံးတန်တွေပါတယ်ဆိုလို့ရှိရင်8200လောက်ကနေပြီးတော့မှ8400 8500ပတ်ချလဲရောင်းဝယ်ဖြစ်တယ်ပြီးတော့အနီလုံးတန်တွေဆိုလို့ရှိရင်လည်း8100လောက်ကနေပြီးတော့မှ8400ပတ်ချလဲရောင်းဝယ်ဖြစ်ပြီးတော့အဖြူစီဇန်တွေဆိုလို့ရှိရင်9400လောက်ကနေပြီးတော့မှဒီနှစ်ထိုးတို့မြင်းမှုတို့ဆိုလို့ရှိရင်တော့9900ပတ်ချလဲရောင်းဝယ်ဖြစ်တာကိုကျွန်တော်တွေ့ရှိရတယ်စီဇန်တစ်ပေါက်ကြပေါ့ခင်ဗျာဒါကအဖြူစီဇန်ဖြစ်တယ်အနီစီဇန်တွေဆိုလို့ရှိရင်လည်း9300 400လောက်ကနေ9500 600ပတ်ချလဲပေါ့ဗျာအဲ့လောက်ထိအယောင်းဝယ်ဖြစ်တာကိုကျွန်တော်တွေ့ရှိရပါတယ်ဒါကမြေပဲတန်ဈေးကွက်ဖြစ်ပါတယ်နောက်ဆုံးဈေးကွက်ကတော့အဖက်ဈေးနှုန်းလေးတွေဖြစ်ပါတယ်အဖက်ဈေးနှုန်းထဲမှာမှဒါမြေပဲဘက်ဒီမိန်းအနေနဲ့အဓိကပါဝင်နေခြင်းဖြစ်ပါတယ်ဒီပဲတန်ဈေးကွက်တွေကိုအဓိကဟန်တယ်ထိတ်ချုပ်နေတဲ့ဒါကျေးဇူးရှင်ဆိုလည်းမမဟုတ်ပေါ့ဗျာပဲဘက်ဆိုလို့ရှိရင်ဈေးကွက်နေထားရတပိတ်တာကိုပဲဘက်ဒီ6000နဲ့မှ900 9050ပတ်ချလဲအယောင်းဝယ်ဖြစ်ပါတယ်ဒီနေ့ဈေးကွက်အနေထားဖြစ်ပါတယ်ဗျပြီးတော့ကျွန်တော်တို့နှပ်ပတ်တွေဆိုလို့ရှိရင်လည်း4300နဲ့4500ကြားပြီးတော့ကျွန်တော်နေကြဘက်ဆိုလို့ရှိရင်လည်း3300နဲ့3500ကြားမုံညင်းဘက်တွေဆိုလို့ရှိရင်လည်း3400နဲ့3600ကြားရောင်းဝယ်ဖြစ်ပြီးတော့ပန်းနှပ်ပတ်တွေပါတယ်ဆိုလို့ရှိရင်တော့ဖြင့်3000နဲ့မှ600နဲ့3900ကြားဒီနေ့အယောင်းဝယ်ဖြစ်သွားတာကိုကျွန်တော်တွေ့ရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီနေ့တင်ပြပေးလိုက်တဲ့ main ကုန်ပစ္စည်း၃မျိုးရဲ့ဈေးကွက်တွေကိုအသေးစိတ်သိရှိရပြီဖြစ်သည့်အတွက်ကြည့်ရှုနေတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေများလည်းစိတ်ကျဉ်မှုတစ်စုံတစ်ရာရရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီထက်များတခြားကုန်ပစ္စည်းဈေးနှုန်းလေးတွေကိုလည်းအသေးစိတ်သိရှိခြင်းနဲ့ဆိုရင်တော့ဖြင့်ကျွန်တော်ရဲ့ဖုန်းနံပါတ်39942954 3994882088ကိုဓာတ်ရိုက်ဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်ခင်ဗျာအာမနာနဲ့မေးလို့ရပါတယ်ချိန်မြေပုံစံမေးမြန်းလို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုတိုင်းကိုလည်းအများနဲ့စောင့်မျှော်ကြည့်ရှုအားပေးနေတဲ့ချင်းမိတ်ဆွေတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာအားလုံးပဲဒါလီတော့ပါ